စိတ်မစိုးကြီး အဲ့တော့ဒီကုလားမင်း ညီလေးအခုဗမာလဲလို့မဟုတ်အကိုမေးတာရေးဖြစ်မဟုတ်ဘူးလေမဟုတ်ညီလေးအခုဗမာလဲလို့မေးတာ ကျောင်းရံကုန်မှာ အေးညီလေးရန်ကုန်မှာဆိုလို့ရှိရင်အကိုရှိလဲလာခဲ့ုံနေကွာမင်းဟိုမီတာကားတွေပါလေလာလဲမဆောင်ပေးဘူးအခုမှအခုအလုပ်တွေရမ်းမြောက်ဟိုမဖြစ်ဘူးလေ ဟာဘုံပေါင်းဆက်နေရတာဦးမဟုတ်ဘူးခင်ဗျလူဖားနေခင်ဗျခုနကတော့အကျွေးပါပဲရပါလားလို့ဟုတ်တယ်လို့ပြော မဟုတ်ညီလေးကွာအကိုရှိရရေကားတို့မီးကားတို့တောင်းသွားပြီးညီလေးဆောင်လဲမဆောင်ပေးအခုအိမ်မှာမီးဖြတ်ခံရ ဟုတ်ကျွန်တော်မဟုတ်ဘူး မင်းငါတို့ရှိရမင်းမီတာကားတို့ရေကားတို့တောင်းသွားပြီးတော့ဆောင်ပေးမယ်ဆိုပြီးအခုဆောင်လဲမဆောင်ပေးဘူးအခုဘယ်လိုလုပ်မလဲ ဟုတ်ဒုက္ခသမီးကရှုပ်လိုက်ကြအိမ်ကိုပြီးတော့တင်းနေရော ငါပြောနေတာပတ်စံလိုချင်တာကိုပြောနေတာမင်းငါ့ကိုပတ်စံပြန်ပေးမလား ပတ်စံလို့ရှင်ပတ်စံလို့ရှင်ကဲဘယ်လိုယူလဲပြောဘယ်လိုလဲတော့လေအောင်လို့စားနေသူနဲ့စားရကောက်ကျင်နေရ မဟုတ်မင်းကောက်တာမကောက်တာအကိုစိတ်ဝင်စားအောင်ညီလေးရမင်းအကို ကိုစိတ်ဝင်တော့ကွာလာကြီးอ่ะမင်းတဲ့ပွဲကြီးတော့မမေ့ကိစ္စကြီး ဘယ်တို့ပြောနေတာလဲမင်းကငါနောက်နေတာမဟုတ်ဘူးရောက်နော်ငါပြောတာရေကားတို့မီးကားတို့မင်းတောင်းသွားပြီးတော့မင်းမဆောင်ပေးလို့ငါပြောနေတာ ဒါပေါ့မင်းကလည်းစောင်းမေးကြရတာ မင်းဆောင်ပေးမယ်ဆိုပြီးပြောတာ ဘာလို့သူတော့ဆောင်လိုက်လဲ မင်းမဆောင်ပေးမယ်ဆိုပြီးငါရှိကပတ်စံယူသွားတာလေ ကိုတော့ဆောင်ပါမင်းကိုတော့သူတော့ဆောင်ခိုင်းခံတော့ အဲ့ဆိုကိုယ့်အသာကိုဆောင်မယ်မင်းငါ့ကိုပတ်စံပြန်ပေးဆိုတော့လည်းမင်းမပေးဘူး ရတော့လေမရတော့လေမင်းရတယ် မဟုတ်မင်းနဲ့ငါရင်းနဲ့ပြောအောင်ညီလေးမင်း respect တော့ထားတဲ့နေညီလေးဟာ ဆမ်ပါလေချက်ပြောဒီပေါ့ကွာဘယ်လိုလဲကွာဒုက္ခပဲ ငါပြောလို့ပါဖုန်းချသွားလားဟမ်မင်းအဲ့လိုမျိုးပတ်စံတွေပါတောင်းပြီးတော့ပါလှုပ်ရှားနေရလား ဖျောက်မင်းဖုန်းမင်းကြည့်အောင် တော့မင်းငါရှိကပတ်စံတောင်းနေမင်းပါအဲ့လိုမျိုးမင်းတို့လှုပ်ရှားနေရဟာလား ဘာဖြစ်လဲကွာဘာဖြစ်လဲကွာစားရကွာ ဟဲ့ငါဝေးရန် အော်အတော့မှတ်ရငါတကယ်တော့စားတယ်အေးတိုင်းပြောဘယ်လိုဖြစ်နေလဲ စိတ်မစိုးကြီး ကောင်းသောနေတွေပါဇင်းကြီးဟိုစိတ်မဆိုးကြီးအစီအစဉ်ကနေစနေတာ ဟဲ့ရောမရဘူးအဲ့ဆိုလို့ရှိရင်ဟိုဇင်းကြီးဟိုတချင်းတပုတ်ဖွင့်ပေးမယ်ပါတချင်းနားထောင်မလဲ ဒီမှာချက်ဒီစီတော့ ဂျေမီနဲ့ဘိတ်ဝိုင်ရဲ့ရီမှန်းချက်โอเคအဲ့ဆိုလို့ရှိရင်လွှင့်ပေးမယ်ပြီးတော့တတိယလို့ဆက်လိုက်တာဇင်းကြီး Cherry FM. Number 1 radio station.